လောကကြီးမှာလူသားတွေရောမိစ္ဆာတွေရောရှိတယ်ဆိုပေမဲ့လူသားတွေကလူပြည်မှာနေပြီးမိစ္ဆာတွေကတော့မြေအောက်ကဘာမှာတီးခြားနေထိုင်ကြပါတယ်။ဒါပေမဲ့လောဘကြီးတဲ့မိစ္ဆာတွေကမကောင်းတဲ့အစွမ်းတွေကိုကျင့်ကြံကလူပြည်ကိုပါအုပ်စိုးဖို့အတွက်ကြိုးစားလာတော့နှစ်ဖက်စလုံးရဲ့ဂျားပါတိုက်ပွဲတွေဖြစ်လာပြီးအဲ့ဒါတွေကိုတားဖို့အတွက်ကျုံးခွေလို့ခေါ်တဲ့မိစ္ဆာနေနေသူတယောက်က9စင်ကျဲကိုသုံးကမကောင်းတဲ့မိစ္ဆာတွေအကုန်လုံးကိုချိတ်ပိတ်ပစ်လိုက်ပါတယ်။ဒီလိုနဲ့ကျုံးခွေလို့ခေါ်တဲ့မိစ္ဆာနေနေသူတွေကလက်ရှိအချိန်ထိလူပြည်နယ်မြေအောက်တိုင်းပြည်ကိုငြိမ်းချမ်းရေးအတွက်တိတိကျကာကွယ်ပေးနေရပြီးအဲ့ဒီအတွက်ကြောင့်လူသားတွေကလည်းမိစ္ဆာတွေနဲ့နတ်သားတွေဟာဒဏ္ဍာရီတွေအဖြစ်နဲ့တည်ရှိနေကြတဲ့ဆိုပြီးမှတ်ယူလာကြပြီးမိစ္ဆာတွေကိုယ်တိုင်ကလည်းလူသားတွေကိုမမြင်ဘူးကြဘူးဖြစ်ပါတယ်။လက်ရှိမှာတော့ရှုပ်ထွေးလာတဲ့တိုင်းပြည်အခြေအနေကြောင့်မို့လို့ဒုက္ခရောက်နေတဲ့လူသားတွေကိုမြင်တွေ့ရမှာဖြစ်ပြီးမျှော်တင်ဆောက်ဖို့အတွက်စင်ရသားရွာငယ်လေးတစ်ခုမှရှိတဲ့ရွာသားတွေအားလုံးကလိုအပ်တဲ့ပစ္စည်းတွေကိုတည်ပိုးပြီးအနည်းဆုံးမျိုးကိုသွားနေရပါတယ်။ရွာကတော့မထွက်ရသေးခင်မှာသူတို့တည်လာတဲ့အေယာမကြောက်တုံးကြီးတင်ထားတဲ့လဲကကျိုးသွားတာကြောင့်မို့လို့ဘယ်လိုလုပ်ရမလဲဆိုပြီးတွေးနေကြတဲ့အချိန်ချူးကျိုးလို့ခေါ်တဲ့ကလေးမလေးတယောက်ရောက်လာပြီးကြီးမားပါတယ်ဆိုတဲ့ကြောက်တုံးကိုသူ့ရဲ့ဘုံလေးကိုတုံးပြီးခွဲပေးလိုက်ပါတယ်။အမှန်တော့အဲ့လိုအတင်းအားတော့ခေါ်သွားခံရတဲ့အထဲမှာချူးကျိုးရဲ့အဖေကလည်းပါနေတာကြောင့်မို့လို့သူကလည်းအတူတူလိုက်ပါဖို့အတွက်ပြင်နေတာဖြစ်ပေမဲ့သမီးလေးဒုက္ခရောက်သွားမှဆိုတဲ့အဖေကတန်လိုက်အိမ်မောင်တစ်ခုကိုပေးပြီးအဆောင်လေးမတွေ့ခင်ဘေးကင်းရကိုထွက်ပြေးဖို့အတွက်ပြောပေးလိုက်ပါတယ်။အစာပိုင်းမှာတော့အဖေရဲ့စကားကိုနားထောင်ကဘေးကင်းရကိုထွက်ပြေးဖို့အတွက်လုပ်ပေးမယ်။ပြေးကြီးမှဒီသားဖောက်နဲ့ပဲရှိတာကြောင့်မို့လို့အနေများတာတော့အနောက်ဘက်ကနေပြေးလိုက်သွားပါတယ်။အဲ့လိုနဲ့အနီးနားကမြို့ကိုရောက်သွားပြီးအဲ့ဒီမှာလည်းရွာသားတွေအကုန်စုကမျှော်စင်တစ်ခုဆောက်ဖို့အတွက်လှုပ်နေကြတာကိုတွေ့လိုက်ရကအနားကရွာသားတယောက်ရဲ့ပြောစကားအရအခုချိန်ထိသူ့ရဲ့အဖေကမျှော်စင်ပေါ်မှာပဲရှိနေသေးတာကိုသိလိုက်ရတာကြောင့်တားမြစ်ထားတဲ့ကြားထဲကနေအပြေးသွားတွေ့လိုက်ပါတယ်။အပေါ်ကိုရောက်တော့မော့ပိုင်လို့ခေါ်တဲ့မျိုးသားမင်းတယောက်ကိုတွေ့လိုက်ရပေမဲ့မော့ပိုင်ကတစ်ဖက်မှရှိနေတဲ့မိစ္ဆာတစ်ကောင်နဲ့အပေးယူလုံးတွေကသူ့ကိုယ်သူလည်းမိစ္ဆာတစ်ကောင်အပြစ်ပြောင်းလဲပြလိုက်ပါတယ်။ပြီးတော့ရလာတဲ့အစွမ်းလေးနဲ့အနားတစ်ဝိုက်မှာရှိတဲ့အဆောင်တွေကိုလည်းတက်ပြင်းနေပြီးအဲ့လိုလုံးနေတာကိုလည်းချူးကျိုးတို့တာဖားနှစ်ယောက်ကမြင်သွားတာကြောင့်မလို့ထွက်ပြေးလိုက်ပေမဲ့သူဘသူလဲဆိုတာကိုသိသွားတဲ့ချူးကျိုးတို့တာဖားကိုလည်းမော့ပိုင်ကလိုက်ပြီးတော့တိုက်ခိုက်ကတက်ပြစ်ဖို့အတွက်လုံးနေပါတယ်။မိစ္ဆာအသွင်ပြောင်းသွားတဲ့မျိုးသားမင်းကြောင့်မို့လို့အားလုံးကလည်းကြောက်လန့်ကထွက်ပြေးလိုက်ကြတဲ့အခါကျူးကျိုးတို့တာဖားကလည်းဘေးကင်းရကိုထွက်ပြေးရင်ဒဏ်ရာရသွားတဲ့အဖေကိုလည်းအခန်းထဲမှာဝယ်ပေးထားလိုက်ကသူကတော့မိစ္ဆာကိုမျှပြီးခေါ်သားပေးလိုက်ပါတယ်။ဒါပေမဲ့မော့ပိုင်ကသူ့ကိုခဏလေးတွင်းမှာပဲရှာလေးသွားပြီးတပ်ပြစ်ဖို့အတွက်လုံနေတော့သူ့မှာပါလာတဲ့ဘုံတွေကိုတုံးကပြန်တိုက်ခိုက်ဖို့အတွက်ပြင်လိုက်ပေမဲ့သူ့ရဲ့တိုက်ခိုက်မှုတွေကိုမော့ပိုင်ကအသားလေးကပြစ်လိုက်တဲ့အပြင်ဘုံကိုပါပြန်ပြစ်လိုက်တာကြောင့်မို့လို့ကိုဘုံနဲ့ကိုနားကားတော့မလို့ဖြစ်သွားပါတယ်။အဲ့ဒီအချိန်မိစ္ဆာနေနေသူကျုံးခွေကရောက်ချလာပြီးကေတင်ပေးလိုက်တာမလို့ပေးကင်းသွားကအဲ့ဒီမှာပဲနှစ်ယောက်သားရဲ့တိုက်ပွဲကလည်းပြင်းထန်သွားပါတယ်။ကျုံးခွေကသူ့ရဲ့တစ်သားသားကနေတဆင့်အစွမ်းတွေကိုတုံးလိုက်တာဖြစ်ပြီးမော့ပိုင်ကတော့လက်ကောက်ကနေတဆင့်မိစ္ဆာအစွမ်းတွေကိုတုံးလိုက်တာဖြစ်ပါတယ်။ကျုံးခွေတို့တိုက်ခိုက်နေကြတာကိုလည်းခွင်ကောင်းယူလိုက်ပြီးချူးချိုကသူ့ရဲ့အဖေစီကိုပြန်ပြေးသွားဖို့အတွက်လုပ်ပေမဲ့တစ်ဖက်ကမိစ္ဆာဆွမ်းအားကိုရှော့တွန်းမိလိုက်တဲ့ကျုံးခွေကဓာပြိုကျသွားအောင်တိုက်ခိုက်ခံလိုက်ရလို့နာကားတော့မလို့ဖြစ်နေတာကြောင့်အဲ့ဒါကိုလစ်လူမရှုနိုင်တဲ့ချူးချိုကလည်းအနောက်ဘက်ကိုပြန်လဲကသူ့ရဲ့ဘုံလေးကိုတုံးလိုက်ပြီးမော့ပိုင်ရဲ့ခေါင်းမောက်ကမီးဆိုင်ကိုဖြုတ်ချပစ်ပေးလိုက်ပါတယ်။ဒီတော့ကြောင့်ကျုံးခွေကလည်းဓာတ်ကိုပြန်ပြီးတော့ကောက်ဖို့အတွက်အချိန်ရသွားတယ်ဆိုပေမဲ့စိတ်တို့သွားတဲ့မော့ပိုင်ကအပေါ်ကနေလာပြီးတိုက်ခိုက်ပြီးတဲ့ချူးချိုကိုအောက်ဘက်ကိုဆွဲချပစ်လိုက်ပါတယ်။ဓာတ်ပြန်ရသွားတဲ့ကျုံးခွေကလည်းအစွမ်းတုံးလိုက်ကလက်ကောက်တစ်ဖက်ကိုဖျက်ဆီးပစ်လိုက်တာမလို့ကြောက်လန့်သွားတဲ့မော့ပိုင်ကလည်းအဲကနေပုံစံပြတ်ကအဝေးကိုထွက်ပြေးသွားပါတယ်။မိစ္ဆာကိုမြင်လိုက်ရတဲ့လူတွေကလည်းကြောက်လန့်ကထွက်ပြေးနေကြတော့ခဏအကြာမှာပဲကျုံးခွေရဲ့အဖွဲသားတွေရောက်ချလာပြီးမှညံဖြောက်တဲ့သူကလည်းဖြောက်ပေးပြီးအပျက်စီးတွေကိုပြင်းတဲ့သူတွေကလည်းပြင်းလိုက်ကဒဏ်ရာရတဲ့သူတွေကိုလည်းပြန်ပြီးကူတာပေးလိုက်ရင်သူတို့အားလုံးမိစ္ဆာကိုမြင်တွေ့ခဲ့ရတဲ့ဆိုတဲ့အရာကဘယ်တော့မှမဖြစ်ခဲ့တဲ့လိုမျိုးပြန်ပြီးတော့ပြင်ပေးလိုက်ပါတယ်။ဒီဟာကမိစ္ဆာတကောင်ကိုတိုက်ခိုက်နေပြီးတဲ့အခါတိုင်းမှာကျုံးခွေရဲ့အဖွဲသားတွေလိုက်ပြီးတော့လုပ်ပေးကြရတဲ့အရာဖြစ်ပေမဲ့လောလောဆယ်မှာတော့မိစ္ဆာကလွတ်သွားတဲ့အပြင်သူ့ရဲ့အသက်ကိုကေတင်ပေးခဲ့တဲ့ချူးချိုရဲ့လက်မကလည်းမိစ္ဆာကြောင့်မို့လို့ဒဏ်ရာအပြင်းထန်ရနေတာမလို့ရွေးချယ်စရာမရှိတော့ပဲမြေအောင်နဲ့မြေကိုခေါ်တော့ကကူတာပေးဖို့အတွက်လုပ်လိုက်ရပါတယ်။လူပြည်နယ်မြေအောင်တိုင်းပြည်ရဲ့ခြားမှာနတ်သားတွေနေထိုင်ကြတဲ့နေမြေသေးသားလေးတစ်ခုရှိပြီးကျုံးခွေကသူနဲ့တိုက်ခိုက်လို့ပြုတ်ကျချန်နေခဲ့တဲ့မော့ပိုင်ရဲ့လက်ကောက်ပိုင်းသားသေးလေးကိုတက်တဲ့အဖြစ်အကြီးကဲတွေကိုတင်ပြလိုက်ရင်မိသားရဲ့စွမ်းရည်အရေးမြစ်ကိုသိရဖို့အတွက်လိုအပ်တာကြောင့်အရာအလုံးကိုကြားနိုင်တဲ့ရှိတဲ့ထုံးလေးရာကိုအကူအညီတောင်းခွင့်ပြုဖို့အတွက်တောင်းဆိုလိုက်ပါတယ်။ထုံးလေးရာဆိုတာကလောကတစ်ခွင်မှာရှိသမျှအတန်တိုင်းကိုကြားနိုင်တဲ့အစွမ်းရှိတဲ့ယူနီကိုတစ်ကောင်ဖြစ်ပြီးမိသားဆိုပေမဲ့နတ်သားပွဲရထားတဲ့နတ်တစ်ပါးလည်းဖြစ်နေကကျုံးခွေအတွက်လည်းတငယ်ချင်းတစ်ယောက်ဖြစ်ပါတယ်။အကြီးကဲကကျုံးခွေရဲ့တောင်းဆိုချက်ကိုလက်ခံလိုက်တာကြောင့်မို့လို့ထုံးလေးရာကလည်းယူလာတဲ့လက်ကောက်ပိုင်းသားကိုကိုင်းကြီးကအာရုံခံကြည့်ပေးလိုက်တော့မော့ပိုင်ဟာတစ်ချိန်လုံးကသဘောကောင်းပြီးတော့တည်ငြိမ်ခဲ့တဲ့မျိုးသားမင်းတစ်ယောက်ဖြစ်ခဲ့ပူပါတယ်။ဒါပေမဲ့လုံးကျမှုတစ်ခုကြောင့်မို့လို့အသက်ဘေးကနေပြီးတော့မှလွတ်မြောက်လာပြီးတဲ့နောက်ပိုင်းမှာအရာအလုံးပြောင်းလဲသွားတာပဲဖြစ်ကအဲ့ဒီအတွက်နဲ့မိစ္ဆာဆွမ်းအားတွေကိုပိုင်ဆိုင်ဖို့အတွက်ကြိုးစားလာတာဖြစ်နေပါတယ်။ရာထူးပိုင်းဆိုင်ရာနဲ့ငွေကြေးရောပြည့်စုံပြီးသားဖြစ်တဲ့မော့ပိုင်ကဘာအတွက်နဲ့မိစ္ဆာဆွမ်းအားတွေကိုလိုအပ်မှလဲဆိုပြီးမေးကြည့်လိုက်ပေမဲ့ထုံးလေးရရဲ့အစွမ်းကလူသားတွေရဲ့စိတ်ကူတော့မသိနိုင်တာကြောင့်မို့လို့အချောင်းရင်းကိုတီးဖို့အတွက်ကျုံးခွေကိုယ်တိုင်ကပဲစုံစမ်းရဖို့ဖြစ်လာပါတယ်။အလုပ်ပြီးတော့အိမ်ပြန်ဖို့အတွက်လုပ်တဲ့အခါတငယ်ချင်းနှစ်ယောက်စကားပြောပြလိုက်ကြပြီးမိစ္ဆာတွေကအခုခေတ်မှာတဖြည်းဖြည်းနဲ့အားကောင်းလာကြပြီဖြစ်တာမလို့ကျုံးခွေအတွက်ကလည်းအကူအညီရနိုင်မယ်တပည့်တယောက်ချဖို့အတွက်အချိန်ကြာပြီဆိုပြီးတော့ပြောပေးလိုက်ကလူသားတယောက်ကိုခေါ်လာတာကိုလည်းသိနေတဲ့အတွက်သူနဲ့လည်းမိစ္ဆာပေးဖို့အတွက်ပြောလိုက်ပါတယ်။တတိပြန်ရလာတဲ့ချူချိုရဲ့ဘက်မှာကတော့ဒဏ်ရာကပြင်းထန်လို့ကုသပေးထားတာကိုတွေ့လိုက်ရပေမဲ့သူပေးနာကနှစ်သားတွေကမိစ္ဆာရုပ်ပေါင်းနေတာကြောင့်မို့လို့ကြောက်လန့်ပြီးတော့ထွက်ပြေးနေပါတယ်။တိမ်လုံးပြောင်းဆောင်အောင်ထွက်ပြေးလိုက်တော့အနောက်ကနေပြီးတော့မှကျုံးခွေရဲ့အဖွဲသားတွေကလည်းမနေလိုက်ရှင်းပြပေးနေရပြီးအတော်လေးကြာမှသူရောက်နေတာကကျုံးခွေရဲ့ဆိုင်ရင်တော်ဖြစ်မှန်းကိုသိလိုက်ရကတကယ်ပဲနှစ်သားတွေနဲ့မိစ္ဆာတွေကအပြင်မှာရှိနေတာကိုလည်းသိသွားပါတယ်။လွတ်သွားတဲ့မော့ပိုင်ကတော့မိစ္ဆာတိုင်ပြည်ရဲ့အောက်ဘက်ကိုထွက်ပြေးလာပြီးနောက်ထပ်မိစ္ဆာတွေအများကြီးကိုလည်းစူတောင်းတွေကသူ့ရဲ့အကြံစီကိုလည်းထပ်ပြီးပြောင်းပြလိုက်ပါတယ်။ချူချိုကမော့ပိုင်လွတ်သွားတာကိုသိလိုက်ရတာကြောင့်လူပြည်မှာကြံနေခဲ့တဲ့သူ့ရဲ့အဖေကိုပြန်သွားရှာချင်နေပြီးအချိန်မရွေးအသက်အန္တရာယ်ရှိနေတာကြောင့်မို့လို့ဇိုတင်းပြန်ဖို့အတွက်လုပ်နေတဲ့အခါတခြားနယ်တွေကလည်းဒဏ်ရာကအရန်ပြင်းထန်တာကြောင့်မို့လို့ပြန်လို့မရသေးတဲ့အကြောင်းပြောကတားနေရပြီးခဏနေတော့အိမ်ပြန်ရောက်လာတဲ့ကျုံးခွေနဲ့တွေ့သွားပါတယ်
ဒါပေမဲ့ကျုံးခွေကတော့တားရမယ့်အစားဒဏ်ရာအမြန်သက်သာစေဖို့အတွက်သူ့ရဲ့တစ်သားဓာတ်ကအပိုင်းစားချုပ်ကိုထည့်ပေးလိုက်ကအချိန်300လောက်တော့ပေးဖို့အတွက်လိုအပ်တဲ့အကြောင်းနဲ့ရေနဲ့ထိလို့မရတဲ့အကြောင်းကိုသတိပေးကထွက်သွားဖို့လိုလိုက်ပါတယ်။မှတ်ညံတွေကိုဖျောက်လိုက်လို့မိစ္ဆာတွေနဲ့တွေ့ခဲ့တာကိုလူတိုင်းကသတိရမှာမဟုတ်ပေမဲ့နောက်တစ်ချိန်ပြန်တွေ့တဲ့အခါမှာလည်းကြောက်လန့်နေရအောင်မှဖြစ်လို့မိစ္ဆာတွေရှိနေတဲ့အကြောင်းကိုအမှန်တိုင်းအားလုံးသိအောင်ပြပြလိုက်လို့ရှိရင်ပြည်စင်ညာရှိတာတွေကိုပြည်စင်လို့ရနိုင်တဲ့အကြောင်းကိုချူချူကရှင်းပြပေးလိုက်ပေမဲ့သူတို့မှာကစီမင်းစည်းကမ်းတွေရှိနေတာကြောင့်မို့လို့အင်ကိုသာပြန်လို့ရှိရင်ကျူဆိုင်ဖို့အတွက်ကျုံးခွေကပြန်ပြောသွားပါတယ်။ညဘက်ကိုရောက်တဲ့အခါမော့ပိုင်ဘယ်မှာရှိနေလဲဆိုတာကိုအာယုံခံကြည့်လိုက်ပြီးလိုက်သွားဖို့အတွက်ပြင်လိုက်တော့သူတို့ကိုတိုက်ခတ်ခဲ့တဲ့မိစ္ဆာကိုကူပြီးဖမ်းပေးခြင်းနဲ့ချူချူကအိမ်မပြန်နေပဲသူ့ဟာတူတူလိုက်ခတ်မဲ့ဆိုပြီးလာပြောနေတာကြောင့်မို့လို့နောက်တစ်ခါပြန်ပြီးတော့နေထုတ်လိုက်ရပြန်ပါတယ်။အဲနောက်တော့ကျုံးခွေကမိစ္ဆာတန်ပီကိုသွားဖို့အတွက်ရထလုံးတစ်ခုကိုစီးသွားတဲ့အခါမပြန်ကျင်သေးတဲ့ချူချူကလည်းခေါင်းမိုးဘက်ကနေပြီးတော့မှခိုးလိုက်သွားပါတယ်။အမှန်တော့မိစ္ဆာတွေဆိုတာကလည်းမကောင်းတဲ့သူတွေကြီးပဲမဟုတ်ပဲလူသားတွေလိုကိုယ့်ဘာသာကိုအေးဆေးနေနိုင်ကြတဲ့တိုင်းပြည်တစ်ခုပဲဖြစ်နေကစိုးသွားတဲ့မိစ္ဆာတွေအကြောင်းပဲတခြားသူတွေကဒုက္ခရောက်ရတာဖြစ်ပါတယ်။မိစ္ဆာတိုင်းပြည်ကိုရောက်တာနဲ့ချိန်ထားတဲ့တငယ်ချင်းထုံးလေးအားကိုသွားတေးလိုက်တော့အနောက်မှာကပ်ပြီးလိုက်လာတဲ့ချူချူကိုတွေ့သွားပြီးတပည့်ဖြစ်နဲ့ခန့်ပေးဖို့အတွက်ပြောပေးလိုက်တဲ့အခါချူချူကိုယ်တိုင်ကလည်းကျုံးခွေအတွက်တပည့်တယောက်လိုနေတာကိုသိသွားကသူ့ကိုလည်းတပည့်ဖြစ်လက်ခံပေးဖို့အတွက်ပြန်တောင်းဆိုလိုက်ပါတယ်။ဒီအတွက်ကျုံးခွေကလက်လေးဘက်ပါတဲ့ကားတစ်ခုကိုချူချူရဲ့ကြောပေါ်မှာကပ်ပေးလိုက်ပြီးအသက်အန္တရာယ်တစ်ခုနဲ့ကြုံတွေ့တဲ့အခါတိုင်းမှာလက်တစ်ဖက်ကကေတင်ပေးမှပဲဖြစ်ပြီးပျောက်ကွယ်သွားမှဖြစ်လို့တနေကုန်တဲ့အထိလက်ချောင်းတွေအားလုံးမကုန်ပဲရှိနေခဲ့မယ်ဆိုလို့ရှိရင်တပည့်ဖြစ်လက်ခံဖို့စဉ်းစားမယ်ဆိုပြီးပြန်ပြောသွားပါတယ်။အခွင့်အရေးရသွားလို့ချူချူကိုယ်တိုင်ကလည်းပြောသားပေးမယ်ခဏကြာတဲ့အခါသူတို့သွားခြင်းတဲ့နေရာကဟိုးအောင်ဆုံးမှဖြစ်နေတာကြောင့်မို့လို့သူ့ကိုအပေါ်မှာပဲနေရခိုင်းခဲ့ပြီးကျုံးခွေတို့နှစ်ယောက်ကတော့အဖက်ကိုဆင်းသွားပါတယ်။ဒါပေမဲ့ကုညီပေးခြင်းတဲ့ချူချူကအတင်းလိုက်သွားဖို့အတွက်ကြိုးစားလိုက်တော့ဆဆချင်းမှာပဲပြုတ်ကျသွားပြီးလက်တစ်ချောင်းပိတ်ဆက်လိုက်ရတဲ့အပြင်လူတွေအနေနဲ့ကလည်းမိစ္ဆာတွေရဲ့ကြားထဲကိုရောက်သွားတာကြောင့်မို့လို့နောက်တစ်ချောင်းကထပ်ပြီးပြောက်သွားပြန်ပါတယ်။အဖက်ကိုရောက်သွားတဲ့ကျုံးခွေတို့ကတော့မော့ပိုင်ရဲ့တပည့်ဖြစ်တဲ့မိစ္ဆာနဲ့တွေ့သွားတာကြောင့်မို့လို့လိုက်ဖမ်းနေပြီးအဲ့လိုလိုက်ဖမ်းနေတာကိုလည်းချူချူကတွေ့သွားတာကြောင့်မို့လို့ကုဖမ်းပေးဖို့အတွက်လှုပ်လိုက်တော့တနေရာကိုအရောက်မှာပဲမိစ္ဆာကြီးတစ်ကောင်နဲ့ဝင်တိုင်းပြီးသွားတာကြောင့်မို့လို့သုံးချောင်းမြတ်လက်ကိုလည်းဆုံးရှုံးသွားရပြီးအဲ့ဒီနောက်မှာတော့ပါလာတဲ့ဘုံတွေကိုမရှိုးလိုက်ကမော့ပိုင်ရဲ့တပည့်ကိုဖမ်းဖို့အတွက်ကူညီပေးလိုက်ပေမဲ့အဲ့ဒီဘုံကအနောက်ဘက်မှာသွားပြီးပောက်ကွဲသွားတာကြောင့်အပြည့်စည်းတဲ့အကုန်လုံးကသူ့ရဲ့အပေါ်ကိုပြုတ်ကျလာပါတယ်။ဒီအတွက်ကြောင့်ပဲနောက်ဆုံးလက်ကိုလည်းဆုံးရှုံးသွားကကန်ကောင်းလို့မိစ္ဆာကိုဖမ်းပေးလိုက်တဲ့ဆိုပေမဲ့အဲ့ဒီမိစ္ဆာရဲ့ကျိုးပေါ်မှာအချက်ပေးကာတာတစ်ခုပါနေတာကြောင့်မို့လို့တစ်ဖက်ကမော့ပိုင်ကချက်ချင်းတီးသွားပြီးတော့ထပ်ပြေးသွားပါတယ်။မော့ပိုင်ဘာတွေလုံးနေလဲဆိုတာကိုအတိအကျပြန်ပြီးစဉ်းစားကြည့်လိုက်တဲ့အခါလူပြည်မှာမြှုပ်စင်ဆောက်နေတာကိုလည်းချူချူကဝင်ပြောပေးလိုက်တော့ခုနှစ်စင်ကျဲကိုသုံးပြီးချိတ်ပိတ်ထားတဲ့အထက်ကနေမိစ္ဆာတွေအကုန်လုံးကိုလှုပ်ပေးဖို့အတွက်ကြံစီနေမဲ့ကျုံးဝေကနားလဲသွားပါတယ်။လာပြင်းညမှာခုနှစ်စင်ကျဲကိုမြှုပ်စင်မော်ကိုတင်လိုက်တာနဲ့ချိတ်ပိတ်ထားတဲ့အစီရင်ကပြတ်သွားမှာပဲဖြစ်နေကဒီအတွက်ကြောင့်ကျုံးဝေကလည်းခုနှစ်စင်ကျဲကိုစောင့်ရှောက်ဖို့အတွက်လုံခြုံရေးတင်းကျပ်ဖို့အတွက်လုပ်လိုက်တော့အနောက်ကနေပြီးတော့မှချူချူကလိုက်ခဲ့ဖို့လုပ်နေပြန်ပါတယ်။ဒါပေမဲ့ပေးထားတဲ့လက်တွေကုန်သွားပြီဖြစ်တာကြောင့်မို့လို့ချက်ချင်းပဲညင်းပယ်ခံလိုက်ရပြီးပြန်လိုက်ပို့ဖို့အတွက်လည်းတငယ်ချင်းထုံးလေးအားကိုကူညီတောင်းတပါတယ်။အခွင့်အရေးကလည်းကုန်သွားပြီဖြစ်တာကြောင့်မို့လို့အင်ကိုပြန်နေတဲ့လမ်းမှာဘာသာလို့ရမလဲဆိုပြီးတော့တယောက်တည်းညီးတွားလိုက်တဲ့အခါပြန်လိုက်ပို့ပေးနေတဲ့ထုံးလေးအားကဒါဆိုလို့ရှိရင်ကုဘာသာကိုလေ့ကျင့်လို့ရတဲ့အကြောင်းနဲ့ဆိုင်ရင်ကစာကြည့်တိုင်းမှာမော်တက်ပညာနဲ့ပတ်သက်သမျှကိုသင်ကြားပေးနိုင်တယ်ဆိုပြီးတော့လည်းအချိန်မွေးပေးသားပါတယ်။ဒီအတွက်ကြောင့်ချူချူလည်းပြောလိုက်သလိုမျိုးဆိုင်ရင်ကိုရောက်လာတဲ့စာကြည့်တိုက်တွေကိုတွားကြည့်လိုက်တဲ့အခါအဲ့ဒီမှာအစွမ်းနဲ့ပတ်သက်သမျှကိုသင်ကြားပေးနိုင်တဲ့စာလေးတွေရှိနေတာကိုတွေ့လိုက်ရတော့တင်ကျင်တဲ့အစွမ်းတွေအကုန်လုံးကိုကျူသွားဖို့အတွက်လုပ်လိုက်ပေးမယ်။တနည်းအားကစာလေးတစ်ခုကလှုပ်ဝက်တကားကိုဖွင့်တဲ့တော့ဖြစ်နေတာကြောင့်မို့လို့ဆွဲဖွင့်လိုက်တဲ့တကားကပွင့်သွားပါတယ်။ဒါပေမဲ့စိတ်မကောင်းစာနဲ့တွေ့လိုက်ရတဲ့အရာကကျုံးခွေရဲ့ဆရာပိုင်းနဲ့ဝေးယုံပဲဖြစ်နေပြီးမိလောင်ပြက်စီးထားတဲ့အပြင်ကြည်တိုက်ယုံနဲ့ဆိုးဆိုးရွားရွားတည်ဆုံသွားရတယ်ဆိုတာကိုမြင်နေရပါတယ်။အဲ့ဒီအချိန်ကျုံးခွေကပြန်ရောက်လာပြီးတော့သူ့စကားကိုနားမထောင်တဲ့အမှုရဲ့ခွင့်ပြုချက်မရှိဘဲနဲ့စာကြည့်တိုက်တွေကိုခိုးဝင်လာတဲ့အမှုတွေကြောင့်မို့လို့တိကျနိုင်စွာကုန်သွားပြီးနောက်ဆုံးမှတော့သူကိုယ်တိုင်ကပဲလူလောကကိုပြန်နိုင်မဲ့လမ်းထိလိုက်ပို့ပေးလိုက်ပါတယ်။ဒါပေမဲ့ချူချူကတော့မပြန်ခြင်းဖြစ်နေပြီးဝဲဆောင်ကိုတွေးလိုက်ရတော့မိစ္ဆာကတဖြည်းဖြည်းပို့ပြီးတော့အားကောင်းလာတာကိုခံစားမိရတဲ့အကြောင်းနဲ့အရင်တစ်ခေါက်ကလည်းသူတာကံမပေးခဲ့ရင်ကျုံးခွေကအသက်ရှင်နိုင်မှာမဟုတ်တာကြောင့်မို့လို့အတူတူပူးပေါင်းကလူသားတွေကိုကာကွယ်ခြင်းနဲ့ဆိုပြီးပြောလိုက်တော့မပြောခြင်းနဲ့အမှန်တရားကိုကျုံးခွေကပြောလာပါတယ်။အမှန်တော့ကျုံးခွေငယ်စဉ်တုန်းကလည်းချူချူလိုပဲဖြစ်ပြီးမိစ္ဆာတွေရှိနေတယ်ဆိုတာကိုသာလူသားတွေသိသွားလို့ရှိရင်အားလုံးအဆင်ပြေသွားမယ်ဆိုတဲ့အမှန်နဲ့သွားပြီးပြောခဲ့တာဖြစ်ပေမဲ့အဲ့ဒီအတွက်နဲ့လူသားတွေကတော့အချင်းချင်းတန်တရားဝင်လာကြပြီးစိတ်ဝမ်းကွဲကတိုက်ပွဲတွေဖြစ်သွားကြတော့အဲ့ဒါကိုမကောင်းတဲ့မိစ္ဆာတွေကအခွင့်ကောင်းယူပြီးတော့တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။ဒီဟာကိုသူ့ရဲ့ဆရာကလည်းကယ်တင်ပေးဖို့အတွက်ကြိုးစားပေးမယ်ဘယ်လူသားကမှသူ့ဆရာဘက်ကနေပြီးတော့မှယုံကြည်မပေးခဲ့ကြတဲ့အတွက်မိသားစုရဲ့ခြုံကိုတိုက်ခိုက်တာကိုခံလိုက်ရကသေဆုံးသွားတာပဲဖြစ်နေပြီးအဲ့လိုတွေဖြစ်ရတာကသူ့ကြောင့်ပဲဖြစ်တာမလို့ဆရာသေဆုံးသွားတာကလည်းသူ့ရဲ့အပြစ်ပဲဆိုပြီးအမြဲတမ်းခံစားနေခဲ့ရတာဖြစ်ပါတယ်အခုချူချူလှုပ်ချင်နေတာကသူလုပ်ခဲ့တဲ့အရာပဲဖြစ်တာကြောင့်မလို့နောက်တစ်ချိန်လူသားတွေကိုထိတ်လန့်စေမဲ့ကိစ္စကိုမလုပ်ဖို့အတွက်မှားနေတော့မိုးရွာလာတော့လက်ကတန်ရာကိုရေထိသွားတာကြောင့်မလို့ရုတ်ရက်ပဲလဲကျသွားပါတယ်ဒီတော့ကြောင့်တန်ရာကိုကူးသားဖို့အတွက်ပြန်ခေါ်သွားပေးလိုက်ရပေမဲ့တတိပြန်ရလာတဲ့အထီတောင်ချူချူကတပည့်ဖြစ်နဲ့လက်ခံပေးဖို့အတွက်ဆက်ပြီးတောင်းဆိုနေတဲ့အတွက်သူ့ရဲ့စီးမင်းတွေကိုသာလိုက်နာမယ်ဆိုလို့ရှိရင်မော်ပညာကိုတင် जा ပေးမယ်ဆိုပြီးပြန်ပြောပေးလိုက်ရပါတယ်ကျုံးခွေရဲ့အတိတ်ဆက်လန်ကိုကြားလိုက်ရတဲ့အခါလူသားတွေကိုဘာကြောင့်မို့လို့မိသားတွေရှိတယ်ဆိုတာကိုမပြောသင့်တယ်ဆိုတာကိုနားလည်သွားတော့ချမှတ်ထားတဲ့စီးမင်းတွေကိုလိုက်နာဖို့အတွက်ဆုံးဖြတ်လိုက်ပြီးအဲဒီနောက်မှာတော့ပညာတွေကိုတဖြည်းဖြည်းသင်ယူလိုက်ပါတယ်အစားပိုင်းမှာတော့ခက်တယ်ဆိုပေမဲ့နောက်ပိုင်းမှာတော့တဖြည်းဖြည်းအဆင်ပြေသွားပြီးသူတို့ရဲ့အစွမ်းတွေက9စင်ကျဲကနေပြီးတော့မှရတာကိုပြသပေးလိုက်ပါတယ်ဒီလိုနဲ့ဆရာတပည့်နဲ့အောင်ဆင်ပြေသွားကြတယ်ဆိုပေမဲ့ထုံးလင်းကရောက်ချလာပြီးလုံချိုကြီးတင်းကျပ်ထားပါတယ်ဆိုတဲ့9စင်ကျဲအခုခံသွားလိုက်ရပြီဆိုတာကိုလာပြောပြလိုက်ရင်မောပိုင်ကအယောင်ဆောင်တက်ပညာကိုတုံးကသူ့ရဲ့ပုံစံကိုပြောင်းသွားပြီး9စင်ကျဲကိုခိုးထုတ်သွားတာကိုလည်းကျုံခွေကတီးလိုက်ရပါတယ်ပူဇော်ပွဲကိုလုပ်ဖို့အတွက်လူပြည်ကမျိုးစင်းကိုအမြဲဆုံးပြန်သွားမှာကိုတီးလိုက်ရတာကြောင့်မို့လို့ချက်ချင်းပဲအနောက်ကနေပြီးတော့မှလိုက်သွားလိုက်တဲ့အခါလက်တော်မှာကျေကိုယူပြီးတော့ထွက်ပြေးနေတဲ့မောပိုင်တွေကိုတွေ့လိုက်ရပါတယ်
အနောက်ကနေလိုက်လာတဲ့ကျုံးခွေတို့ကိုလည်းမော့ပိုင်ကပြန်ပြီးတွေးလိုက်ရတာမလို့လမ်းမတဲ့တိုက်ပွဲတွေဖြစ်ကုန်ကြပြီးတစ်ချက်မှာကျုံးခွေတို့ရဲ့ယထာကလည်းအခြားခံလိုက်ရတာကြောင့်မလို့ချူချူကပြောကြသွားတော့သူ့ကိုထားပြီးမော့ပိုင်ရဲ့အနောက်ကိုသာလိုက်ဖို့အတွက်ပြောလိုက်ပြီးမြင်ကျုံးခွေကအနောက်ကိုပြန်လာပြီးချက်ချင်းကတင်ပေးလိုက်ပါဒီတော့ကြောင့်လူပီကိုရှောက်သွားတဲ့မော့ပိုင်ကလည်းခိုးလာတဲ့ကျင်းနဲ့အတူတူမျောစင်ပေါ်ကိုတက်သွားနေပြီးမိသားတွေကိုလွတ်ပေးဖို့အတွက်လုံနေတဲ့အချိန်အပြေးလိုက်လာတဲ့ကျုံးခွေတို့ကတားလိုက်ပါမင်းနာမှာလူတွေအများကြီးရှိနေတာတောင်မော့ပိုင်ကမိသားပုံကိုနောက်တစ်ခါထပ်ပြောင်းလိုက်ပြီးတိုက်ခိုက်လိုက်တော့ချူချူတို့ကလည်းဟမ်မဆောင်ပဲပြန်ပြီးတိုက်ခိုက်လိုက်ရပေမယ့်သူ့ချုံးမကိုကြိုတင်နေတဲ့မော့ပိုင်ကမျောစင်ပေါ်မှာရှိနေသေးတဲ့လူတယောက်ကိုတစားကန်လှုပ်လိုက်ပြီးချူချူကိုလည်းဖမ်းလိုက်ကကျုံးခွေကိုလည်းအကြက်ကန်လိုက်ပါဒါပေမဲ့ဆရာတပည့်နှစ်ယောက်ရဲ့ကြားကနားလည်မှုကြောင့်မလို့ဘယ်ချိန်မှတိုက်ခိုက်ရမလဲဆိုတာနဲ့ဘလို့တိုက်ခိုက်ရမလဲဆိုတဲ့အချက်ကြောင့်မလို့နှစ်ယောက်ပေါင်းလိုက်ကနောက်ဆုံးမှာတော့မော့ပိုင်ကိုလည်းအနိုင်ယူပြလိုက်နိုင်ကြပါခိုးယူသွားခံလိုက်ရတဲ့ခုနှစ်စင်းကျဲကိုလည်းထုံးလေးအားကိုပြန်ယူသွားခံလိုက်ကမြေအောင်နေမိန်မှာထပ်ပြီးတော့တင်စီထားဖို့အတွက်ပြောပေးလိုက်ပေမဲ့သူတို့ရဲ့တိုက်ခိုက်မှုကိုဘေးနားမှာမြင်လိုက်ရတဲ့လူတွေအများကြီးရှိနေသေးတာကိုလည်းတွေ့လိုက်ရပါတယ်တိုက်ခိုက်မှုကြောင့်မလို့အဖေပေးလိုက်တဲ့တန်လိုက်အိမ်မြောင်လေးကလည်းကွဲသွားတာမလို့ဘေးနားကလူတွေကလည်းကောက်ယူလာပေးလိုက်ရင်မိသားတွေကိုလည်းသူတို့အတူတူတိုက်ခိုက်ပေးပါမယ်ဆိုပြီးပြောနေတော့ကျုံးဝေကအလုံးရဲ့မှတ်ညံတွေကိုထပ်ပြီးဖျောက်ပြလိုက်ပါတယ်အနောက်မှာတော့မြေအောင်နေမြေကိုပြန်ရောက်သွားတဲ့အခါစောနာကတိုက်ပွဲကြောင့်ချူချူဟာသူတို့ပဲတယောက်ဖြစ်လာဖို့အတွက်တရားဝင်လက်ခံပေးဖို့အတွက်လုပ်လိုက်ပေးမယ်အခုတစ်ခါမှာတော့ချူချူရဲ့ဘက်ကနေတပည့်အဖြစ်ကိုလက်ခံဖို့အတွက်စဉ်းစားလာပါတယ်အမြဲတမ်းကျုံးဝေလိုမျိုးဘယ်သူမှမသိအောင်တယောက်တည်းတိုက်ခိုက်နေရမှာထက်လူသားတွေကိုအမှန်တိုင်းပြောတင်နေဆိုပြီးနောက်တစ်ချိန်ပြန်ပြီးတော့အတိုးဝင်လာတာပဲဖြစ်နေကခုနကလူသားတွေရဲ့သူတို့ဘာတူတူတိုက်ခိုက်ပေးမယ်ဆိုတဲ့စကားကြောင့်မို့လို့ကျုံးဝေရဲ့တပည့်ဖြစ်ဖို့အတွက်နှစ်ခါတော့မစဉ်းစားတော့ပဲညှင်းပယ်လိုက်ပါတယ်ဒီဟာကိုတွေးလိုက်ရတဲ့ကျုံးခွေကိုယ်တိုင်ကလည်းအားမလို့အားမရဖြစ်ပေမဲ့ချူချူရဲ့ရွေးချယ်မှုပဲဖြစ်တာကြောင့်မို့လို့အင်ကိုပြန်တော့ဖို့အတွက်ပြောပေးလိုက်ကမှညံ့ပြောက်စေဖို့အတွက်လည်းစီချူကိုတိုက်ပေးလိုက်ပါတယ်ချက်ချင်းကြီးတော့မေးပြောက်သွားမှာမဟုတ်ပေမဲ့နေဝင်သွားတဲ့အခါသူတို့အားလုံးတွေးဆုံခဲ့ရတာကိုမေးပြောက်သွားမှာဖြစ်လို့မျက်ရည်အပြည့်နဲ့ပဲအဖေရှိရာကိုပြန်သွားလိုက်ရပါတယ်ညနေကိုရောက်တဲ့အထိဘယ်ဟာကိုလုံးတင်လဲဆိုတာခေါင်းထဲမှာအတွေးများနေပြီးတန်လိုက်အိမ်မြောင်ကိုထုတ်ကြည့်လိုက်တဲ့အခါတနည်းအားကိုထူးထူးဆန်းဆန်းညွှန်ပြနေမှသိလိုက်ရပြီးတကယ်တမ်းမှာတော့အဲ့ဒီတန်လိုက်အိမ်မြောင်ကခုနှစ်စင်ကျရဲ့အစွမ်းကိုအသုံးပြုတာပဲဖြစ်တာကြောင့်မို့လို့ဘယ်မှာရှိနေလဲဆိုတာကိုညွှန်ပြတာပဲဖြစ်နေကဒီအတွက်နဲ့အခုချိန်ထိလူပြည်မှာရှိနေသေးမှသိသွားပါတယ်တကယ်တော့ထုံးလေးကမှဒီရတဲ့အကုန်လုံးရဲ့နောက်ွက်ကကျိုးကန်တဲ့သူပဲဖြစ်နေပြီးမော့ပိုင်ကိုအစွမ်းတချို့ပေးတဲ့နာကခုနှစ်စင်ကျကိုခိုးယူခံလိုက်တာဖြစ်နေပါတယ်အမှန်တော့သူတို့လိုယူနီကွန်းလေးတွေကတာမန်တတဝါလေးတွေဖြစ်ပေမဲ့ကျုံးခွေလှုပ်လိုက်လို့လူသားတွေချင်းချင်းတွေးခွဲကုန်ကြတဲ့ခေတ်မှာမြင်သမျှကိုမိစားထင်ပြီးတော့လိုက်တက်နေတဲ့လူသားတွေကြောင့်မို့လို့သူ့ရဲ့ညီမလေးကတည်ဆုံသွားရတာဖြစ်နေပါတယ်ဒီအတွက်ကြောင့်လူသားတွေအကုန်လုံးကိုမျိုးဖြိုးပြစ်မယ်ဆိုပြီးတော့ဆုံးဖြတ်ခဲ့တာဖြစ်ပြီးအဲ့လိုနဲ့နတ်သားဖြစ်အောင်တေချာကြိုးစားခဲ့တာပဲဖြစ်ကအခုတော့ခုနှစ်စင်ကျကိုအသုံးပြုပြီးတော့လူပြည်ကိုဖျက်ဆီးမဲ့မိစားတွေကိုပြန်လုပ်ပေးမလို့ဖြစ်ပါတယ်ချူချူကလည်းတားဖို့အတွက်လုပ်ပေးမဲ့အထင်မမီလိုက်တဲ့အပြင်နေဝင်သွားတာနဲ့မှညံ့တွေကလည်းပျောက်သွားတာကြောင့်မို့လို့ထွက်လာတဲ့စွမ်းရည်တွေကနဲ့တဆင့်မျောစင်ရဲ့အောက်ဘက်ကိုပြုတ်ကျသွားတော့ကံကောင်းစွာနဲ့ပဲစောင့်ကြည့်နေတဲ့ကျုံးခွေကရောက်လာပြီးတော့ကယ်တင်ပေးလိုက်ပါတယ်ချိတ်ပိတ်ထားတာကိုပြန်ဖွင့်လိုက်တာကြောင့်မို့လို့ခုနှစ်စင်ကျကလည်းတစားတီကွဲထက်သွားပြီးမြင်သူ့ဘာသာသူပြန်ပြီးဆက်နိုင်နေဆိုတဲ့အချက်ကိုရှာတွေ့သွားတာကြောင့်ကျုံးခွေကမိစားပုံစံပြောင်းလဲသွားတဲ့ထုံးလင်းရကိုသွားပြီးတိုက်ခိုက်လိုက်ပြီးချူချူကတော့အစွမ်းတုံးကကျဲရဲ့ပိုင်းစားတွေကိုလိုက်ပြီးရှာလိုက်ပါတယ်မကောင်းတဲ့မိသားစုရဲ့ဆွမ်းအားတွေကလည်းအရှမ်းများနေတဲ့အပြင်သူ့ရဲ့ဆွမ်းရည်မြစ်ဖြစ်တဲ့ကျဲကလည်းဖြည့်ဆည်းခံရတာကြောင့်မို့လို့ကျုံးဝဲကလည်းထုံးလေးအကူမနိုင်ဖြစ်နေပြီးတစ်ဖက်ကချူချူရဲ့ဘက်မှာကလည်းကျဲရဲ့ပိုင်းစားကတေးလုံးတဲ့အပြင်နေရာများကြီးမှာလိုက်ကောက်နေရတာကြောင့်မို့လို့အချိန်မမီတော့ဘူးလို့ထင်သွားပါတယ်ဒါပေမဲ့မိသားစုရဲ့လက်ကနေပြီးတော့မှထွက်ပြေးနေရပါတယ်ဆိုတဲ့လူသားတွေကပဲအနားမှာရှိတဲ့ကျဲပိုင်းစားလေးတွေကိုတယောက်ချင်းစီကရှာပေးနေတဲ့အတွက်အချိန်ခဏလေးအတွင်းမှာပဲခုနှစ်စင်ချေကိုပြန်ပြီးတော့ကြောင်းအောင်ဆူလိုက်နိုင်ပြီးဒီဟာကိုလည်းကျုံးဝဲကလက်မြင့်နေရတာကြောင့်မို့လို့ချူချူပြောခဲ့တာကမှန်မှန်နားလဲသွားပါတယ်ဒါကြောင့်ရလာတဲ့အစွမ်းတွေအကုန်လုံးကိုတုံးကတက်ခိုက်လိုက်တော့ပောက်ကွဲမှုကြောင့်နှစ်ယောက်စလုံးကလည်းလင်းထွက်သွားပြီးကန်ဆိုးချင်းတော့ကျုံးဝဲကကြောင်းတစ်ခုရဲ့အောက်မှာပိတ်မိသွားတဲ့အပြင်လက်နက်ဖြစ်တဲ့တတတာကပါရကြမရှိအောင်ကြိုးသွားပါတယ်။ပိုဆိုးချင်းတော့တစ်ဖက်ကမိသားတွေကလွတ်လာနေပြီဖြစ်တာကြောင့်မို့လို့လူသားတွေအကုန်လုံးဒုက္ခရောက်တော့မဲ့အချိန်မှာပဲသူ့ရဲ့လက်ထဲမှာကျုံးခွေထည့်ပေးထားတဲ့ဓာတ်ပိုင်းစားလေးရှိနေတာကိုအမှတ်ရသွားပြီးပြန်ဆွဲထုတ်လိုက်တဲ့အခါနောက်ထပ်ဓာတ်တွေတစ်ချောင်းကိုလည်းရှာသွားပါတယ်။ကျုံးခွေကလည်းနောက်ဆုံးကျန်နေတဲ့သူ့ရဲ့အစွမ်းတွေကိုတုံးလိုက်ပြီးမိသားအကုန်လုံးကိုသူနဲ့တူတူချိတ်ပေးပြဖို့အတွက်လုပ်နေပေမဲ့တယောက်တည်းလုံးလုံးမရတာကြောင့်မို့လို့ချူချူကိုကျုံးခွေအဖြစ်ခန့်ပေးဖို့အတွက်လုပ်လိုက်ပါတယ်။တကယ်တမ်းမှာတော့ကျုံးခွေဆိုတာကလူသားတွေနဲ့မိသားတွေရဲ့ကြားကအန်ရီကိုတားပေးရတဲ့အဆောင်ရှောက်ရောက်ပဲဖြစ်ပြီးအခုချိန်ထိဆရာကနေတပည့်တယောက်ပြီးတယောက်လက်ဆင့်ကန်လိုက်ရတဲ့နာမည်ဖြစ်နေပါတယ်။ကျုံးခွေကိုယ်တိုင်ကတောင်းဆိုနေတဲ့အတွက်ရေနန္ဒာနဲ့ပဲချူချူကအနောက်ကနေပြီးတော့မှဂါထာကိုလိုက်ယူလိုက်တဲ့အခါသူကိုယ်တိုင်ကလည်းကျုံးခွေတယောက်ဖြစ်သွားပြီးအဲ့ဒီနောက်မှာတော့မိသားတွေအားလုံးနဲ့တူတူချိတ်ပေးပြလိုက်ရပါတယ်။အောင်မြင်စွာနဲ့ပဲမိသားတွေကိုထပ်ပြီးတော့ချိတ်ပေးပြနိုင်သွားတယ်ဆိုပေမဲ့ဒီတစ်ခေါက်မှလည်းတပည့်အတွက်ဆရာကပေးဆက်လိုက်ရပြန်ပြီဖြစ်နေပြီးကျုံးခွေလိုပဲဆရာရဲ့ဝိဆုံးကိုဝှေ့ဆင်လိုက်တဲ့အခါလောကကြီးကိုနောက်တစ်ခါဆောင်းရှောက်ပေးမယ်ကျုံးခွေတည်းတည်းပေါ်ပေါက်လာရင်းနဲ့ပဲစသိမ်းသွားပါတယ်။